ជីជីတက်မင်္ဂလာပွဲကြီးကျင်းပမယ်လို့ထင်ခဲ့ကြပေမယ့်မထင်မှတ်တဲ့နည်းနဲ့လက်ထပ်သွားခဲ့တဲ့ပိုင်တကုံပရိသတ်များလုံးမင်္ဂလာပါရှင်ထော်ဝမ်မီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ပိုင်တကုံကမြန်မာနိုင်ငံမှာသာမကထိုင်းနိုင်ငံကမ္ဘောဒီးယားနိုင်ငံတွေအထိပါနာမည်ကျော်ကြားခဲ့တဲ့မင်းသားတစ်ယောက်ပါ။ကမ္ဘာအချောဆုံးနံပါတ်1နေရာကိုလည်းရယူနိုင်ခဲ့တဲ့ပိုင်တကုံကတော့နှကန်းဒီမာလေးတွေရဲ့အသေးဆွဲမင်းသားတစ်လက်ဖြစ်ခဲ့ပါတယ်။ငငယ်ချောချောလေးတွေဝမ်းဝမ်းလည်နေကြတဲ့အထဲမှာမှပိုင်တကုံကသူ့ထက်အသက်ကြီးတဲ့လုပ်ငန်းရှင်မမတယောက်ကိုရွေးချယ်သွားခဲ့ရပါလက်ထပ်ဖို့အတွက်ရည်ရွယ်ထားတာဖြစ်တဲ့အတွက်ပြီးခဲ့တဲ့တလပိုင်းကမှနှစ်ဖက်မိဘအစုံအလင်နဲ့စိတ်ဆက်ပွဲကြီးကိုဇနီးလောင်လေးရဲ့အိမ်မှာကြီးကျယ်ခမ်းနားစွာနဲ့ကျင်းပခဲ့ပါတယ်ပိုင်တကုံရဲ့ဇနီးလောင်ကအရန်ကိုချမ်းသာပြီးတော့ချုံမောတာကြောင့်ပရိသတ်တွေကမှပိုင်တကုံအတွက်ဝမ်းသာပေးခဲ့ကြပါတယ်စိတ်ဆက်ပြီးနောက်ပိုင်းကလေးကပိုင်တကုံကဇနီးလောင်လေးကိုပရိသတ်တွေကြားမှာပွဲထုတ်ခဲ့ပါတယ်သွားလျာကိုဇနီးလောင်လေးကိုခေါ်သွားတတ်ပြီးတော့တဲတဲလှုပ်ချစ်ပြနေတတ်ပါတယ်။ဒါကြောင့်ပရိသတ်တွေကလက်မထပ်သေးဘူးလားလို့ခဏခဏမေးနေရကြောင်းပန်တကွန်ကဒီနေ့ထဲမှာပဲလက်ထပ်ဖြစ်မဲ့အကြောင်းပြောခဲ့ရပါဇနီးလောင်ကလည်းချမ်းသာပြီးတော့စိတ်ဆက်ပွဲကိုတောင်တခန့်တနာလှုပ်ထားခဲ့ရကြောင်းမင်္ဂလာပွဲကိုလည်းအကြီးအကျယ်လုပ်မယ်လို့ပရိသတ်တွေကတော့ထင်ကြေးပေးခဲ့ကြပါတယ်။ပန်တကွန်ကိုယ်တိုင်ကတော့သူ့ရဲ့မင်္ဂလာပွဲနဲ့ပတ်သက်ပြီးဘယ်လိုကျင်းပမယ်ဆိုတာကိုပရိသတ်တွေကိုအသိပေးမထားခဲ့ပါဘူး။ဒါပေမဲ့တကယ်မင်္ဂလာဆောင်တဲ့အချိန်မှာတော့မထင်မှတ်ထားလောက်အောင်ကိုရိုးရှင်းနေခဲ့ပါတယ်။မင်္ဂလာလက်မှတ်ရေးထိုးပွဲလေးသာကျင်းပခဲ့ရဖြစ်ပြီးတော့အသိမိတ်ဆွေများများဆဆကိုလည်းဖိတ်ကြားထားခြင်းမရှိပါဘူး။ရင်းနှီးတဲ့မိတ်ဆွေတွေအချို့ကိုဒါဖိတ်ကြားထားခဲ့ရဖြစ်ပြီးတော့နှစ်ဖက်မိဘအစုံလင်းနဲ့ရှေ့နေအရှိမှာပဲလက်မှတ်ရေးထိုးခဲ့ရပါ။အခုလိုမျိုးရိုးရှင်းရှင်းသာလုပ်လိုက်တာကြောင့်ပရိသတ်တွေကလည်းအယံကိုအံ့ဩလို့နေခဲ့ပါတယ်။နိုင်ငံကျော်မင်းသားတယောက်နဲ့တတိမကြီးတို့ရဲ့မင်္ဂလာပွဲကိုအခုလိုမျိုးလက်မှတ်ရေးထိုးတာကိုပဲပြုလုပ်ခဲ့ရပဲဖြစ်ပါတယ်။ပိုင်တကွန်ကအနေအေးကပကာသနာတွေကိုတိတ်ပြီးတော့မမောတဲ့သူတယောက်မဟုတ်ပါဘူး။ကိုယ်တိုင်ကလည်းရိုးရိုးရှင်းရှင်းသာဖြတ်တန်းနေခဲ့ရပါ။ဇနီးဖြစ်သူမဆမိုင်းကလည်းပိုင်တကွန်နီးတူပဲအနေအေးသူတယောက်ဖြစ်တာကြောင့်မင်္ဂလာပွဲကိုခန်းခန်းနာနာမလုပ်တော့တာဖြစ်နိုင်တယ်လို့ပရိသတ်ချုပ်ကယူဆနေကြပါတယ်။သူတို့နှစ်ယောက်အနေနဲ့ကတယောက်ကိုတယောက်သစ္စာရှိဖို့သာအရေးကြီးတယ်လို့ခံယူထားကြတဲ့သူတွေဖြစ်ပါတယ်။ဇနီးလောင်လေးကသူ့ပေါ်အများကြီးတီးခန့်ပေးနေရကြောင်းလည်းပိုင်တကွန်ကအချစ်ပို့လို့နေခဲ့ရပါ။နှစ်ယောက်သားကရိုးရှင်းရှင်းသာဖြတ်တန်းသွားဖို့ရှိနေအောင်ကြောင့်ဂုံပကသနာတွေကိုထုံမပြတာလည်းဖြစ်နိုင်ပါတယ်။ပိုင်တကွန်ကိုအရန်ချစ်တဲ့ပရိသတ်တွေကစိတ်ဆက်ပြီးတန်းလက်ထပ်သွားခဲ့ရကြောင်းဝမ်းနဲ့ဝမ်းသာဖြစ်လို့နေခဲ့ကြပါတယ်။နိုင်ငံကျော်မင်းသားတယောက်နဲ့တထေးကြီးတို့ရဲ့မင်္ဂလာပွဲဖြစ်ပေမယ့်ရိုးရိုးရှင်းရှင်းသာလက်မှတ်ရေးထိုးခဲ့တဲ့ပုံမှာပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောသွားခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။